ရောင်စုံတော့မီးများတွေ့တာတော့ညမှာသူနဲ့ကျွန်တော်နဲ့တွေ့အိုက်ကောင်မလေးသူကဘသူလဲဟဲ့သူဘေးနဲ့မပေါ်တွင်နဲ့ပြေစကားပြောဖို့မတော်တွေပဲဟဲ့ဒါကြောင့်ငါရှော့နေခဲ့၍လက်ရှော့စင်ပေါ်တွင်နဲ့တွေ့ငါကြိုက်တဲ့ကောင်မလေးကိုငါတွေ့လိုက်ပြီဒါကြောင့်ငါပူတပင်းလိုက်ပြီဆိုတော့သူတို့ကတူတူပဲလိုက်ပြီတူနဲ့နူနူပဲကြိုက်ပြီသူတို့ကလည်းဘာလို့ကိုလက်ပြီးတော့မကြိုက်သည်အော်ကြိုက်ပြီငါတို့ကနောက်ကလိုက်ကပြောချင်တာကတော့ဝအိုင်လီဟိုကြမ်းရှက်ငမ်းရှက်ဆိုတာလူလည်းမငန်းကြောထားတဲ့ဥပါငါတို့ကိုတွေ့ရဆိုလားဟိုမှာလာနေပြီချိုသားချစ်တတ်တဲ့ကိုလူဘုံနာကမလို့သူ